အခုတကောင်မှာတော့ကျွန်တော်တို့ညမာရီအယံခွန်ကဲနေတဲ့စကပုံလေးတစ်ခုကြောင့်ပြောပြချင်ပါရဲ့အဲ့ဒါကတော့စိုက်တလို့ရေးကြရတယ်ဆိုတာပါပဲကဲဒီစကပုံလေးကဘလို့အသေးပဲဆောင်းနေတယ်ဘလောက်ထိနဲ့နဲလဲဆိုတာကိုကြည့်လိုက်ကြရအောင်ဟုတ်ပါတယ်ဒီစကားပုံကလေအကြောင်းနဲ့အကျိုးရဲ့ဆက်ဆက်မှုကိုတော်တော်လေးရှင်းရှင်းလင်းလင်းကိုပြနေတာပါထခါနေကြရင်လေဒီနေ့လှုပ်လိုက်တဲ့အသေးသေးမောမောလေးတွေကမနှက်ဖြန်ကြရင်ဘလောက်တောင်ကြီးမားတဲ့ရလက်တွေထစ်လာနိုင်တယ်လဲဆိုတာကိုဒီပိုင်းမှာအတူတူကြည့်သွားကြမယ်ဒီစာသားလေးကတကယ်ကိုမှမှားတာပါကျွန်တော်တို့တွေအများစုကလေဖြစ်လာတဲ့ရက်လက်တွေကိုပဲညင်ကြတာများတယ်တခုခုဖြစ်လာပြီဆိုရင်အဲ့ရက်လက်ကိုပဲကြည့်ပြီးတော့ဟာဘာလို့ကြည့်လို့ဖြစ်ရတာလဲဆိုတဲ့အရင်ခံအကြောင်းတရားကိုကြတော့ပြမသွေးမေ့ကြတော့ဘူးမိနေတတ်ကြတယ်ဒီနေရာမှာရှင်းလူကြီးတဲ့ပညာဉာဏ်ကိုတကယ်လေးစားဖို့ကောင်းတာဗျစိတ်တလုံးရေးရတယ်ဆိုတဲ့စကားကတကယ်တမ်းကျတော့ကိုလှုပ်တဲ့အလုပ်တိုင်းအတွက်ကိုယ်တိုင်တာဝန်ယူရမယ်ဆိုတဲ့အသည့်ကိုပေးနေတာပဲရှင်းရှင်းလေးပါပဲကောင်းတာလုပ်ရင်ကောင်းကြိုးပြန်ခံစားရမယ်မကောင်းတာလုပ်ရင်တော့လေအဲ့ဒီမကောင်းတဲ့အကျိုးဆက်ကိုပဲကိုယ်တိုင်ပြန်ပြီးရင်ဆိုင်ရမှာပေါ့ဒါနဲ့ဒီလောက်နည်းနည်းတဲ့ပညာဉာဏ်တွေကဘေးကနေစပြီးတော့ဖြစ်လာတာလဲလို့စဉ်းစားကြည့်ဘူးကြလားအဖြေကတိတ်အဝေးကြီးမှမဟုတ်ပါဘူးကျွန်တော်တို့ရဲ့ဘိုးဘွားတွေလောက်ကင်ခဲ့တဲ့စိုက်ပျိုးရေးလုပ်ငန်းခွင်တွေကနေပဲထွက်ပေါ်လာတာပါလင်သမားတယောက်အစ်တို့ဒီအမှန်တရားကရှင်းနေတာပဲလေမျိုးကောင်းမျိုးတန်ကိုရွေးပြီးစိုက်မှသာလင်အထွန်းနှုံကောင်းတဲ့တီးနှံတွေကိုရိတ်သိမ်းခွင့်ရမှာပေါ့မျိုးမကောင်းတာကိုစိုက်ပြီးတော့ရွှေရောင်စပားခင်းကြီးကိုမျိုးလက်နေလို့ကတော့ဘလို့မှဖြစ်လာမှာမဟုတ်ဘူးလေကဲအခုဆိုရင်တော့ဒီလေယာမီကလေရတဲ့သင်္ကန်းစာတွေကိုကျွန်တော်တို့ရဲ့နေ့စဉ်ဘဝတွေကိုဘယ်လိုမျိုးယူဆောင်လာလိုက်ရမလဲဘယ်လိုပြဆိုင်လဲဆိုတာကိုစပီးကြည့်လိုက်ကြရအောင်ဟုတ်ပါတယ်ဘဝဆိုတာကလည်းလေစိုက်ခင်းတစ်ခုနဲ့တော်တော်လေးကိုတူပါတယ်ဒီအချက်ကအရန်ကိုအရေးကြီးပါတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့နေ့စဉ်လုံးနေတဲ့အဖြိုးအမူတွေခေါင်းထဲနာတွင်းတဲ့အတွေးခေါ်တွေပြီးတော့ကိုယ်မှာရှိနေတဲ့အလေးအကျင့်တွေအဲ့ဒါတွေအားလုံးမှာအနာဂတ်ကိုပုံဖော်နေတဲ့မျိုးစေ့တွေပါပဲဥပမာပြောရင်ပေါ့နေတိုင်းစာတမင်နာလောက်ဖတ်တဲ့အကျင့်တွေကအနာဂတ်မှာအသိပညာကျွဲဝဲလို့တယောက်ထစ်လာဖို့မျိုးစေ့တစ်စစ်ပဲအဲ့လိုပဲနေတိုင်းတော်တော်ထွက်နေမယ်ဆိုရင်တော့အနာဂတ်မှာပေါင်းသိစစ်ဆန်ရည်တွေပြည့်စည်သွားဖို့မျိုးစေ့ချနေတဲ့တူတူပါပဲဒါကြောင့်ဒီနေ့ပဲကိုယ့်ကိုတစ်ချက်တော့ပြန်မြည်ကြည့်အောင်ငါဒီနေ့စိုက်လိုက်တဲ့မျိုးစေ့တွေကမနှက်ဖြန်မှာငါလိုချင်တဲ့အတီးပွင့်တွေကိုပေးနိုင်မှာမလားကိုယ်တိုင်ပိုင်ဆိုင်ခြင်းတဲ့အနာဂတ်တစ်ခုကိုတည်ဆောက်ဖို့အတွက်ဒီနေ့ဘယ်လိုမျိုးစေ့ကောင်းလေးတွေကိုစတင်စိုက်ပျိုးကြမလဲဆိုတာကတော့ကိုယ့်ရဲ့လက်ထဲမှာပဲရှိနေပါတယ်နော်